မင်္ဂလာပါဦးလေးမင်းရဲ့ဇာတိမျိုးကိုပြန်ဖို့အထုပ်ဖို့ပြင်နေတာလားဟုတ်တယ်ဗျဆိုင်ကယ်နဲ့သွားခွင့်ပေးဖို့ကျွန်တော်မိဘတွေစီကမနေ့ခွင့်တောင်းထားတာလေဒီကနေဘလောက်မှမဝေးပါဘူးတိတ်လဲအစ်မရဲနဲ့အောင်မင်းမသွားခင်ငါနည်းနည်းမှားစရာရှိလို့လာခဲ့တာတေချာနားထောင်လမ်းမှာကျနေတဲ့ပစ္စည်းတွေကိုတွေ့ရင်ဘယ်တော့မှသွားမကောက်မိစေနဲ့အထူးသဖြင့်ပတ်စံအိတ်တွေပေါ့ဘာလို့လဲဦးလေးရဲ့မင်းမသိသေးပါဘူးအဲ့ဒါခစ်စားနေတဲ့လိန်ကြီးပဲအဲ့ဒီပတ်စံအိတ်ကိုမင်းသွားကောက်ရင်တနေရာရာကနေလူတွေထွက်လာပြီးမင်းကိုပြဿနာရှာလိမ့်မယ်ပတ်စံအိတ်ထဲမှာအစကတည်းကဘာမှမပါပဲမင်းကိုယော်ခိုင်းလိမ့်မယ်ပြီးတော့ရှိသေးတယ်စားတော့ဆိုင်မှာရိုက်ရင်ဘာမှသွားမစားနဲ့ရိတ်တဲ့ဆိုင်တွေအများကြီးပဲနောက်ဆုံးတစ်ခုမှာချင်တာတယောက်ယောက်လမ်းကြုံလိုက်ချင်တဲ့အခါဘယ်တော့မှရက်ပြီးခေါ်မတင်မိစေနဲ့သူတို့မှဘာချန်ရှိလဲမပြောနိုင်ဘူးကျေးလက်မှာရှူရှားရတဲ့လေကလက်ဆက်နေရပဲဟိုမှာဘာလဲပတ်စံအိတ်တလုံးကျနေတာပဲဒါပေမဲ့သူများကြကြံနေခဲ့တဲ့ပစ္စည်းတွေကိုဘယ်တော့မှသွားမကောက်နဲ့နော်အထူးသဖြင့်ပတ်စံအိတ်တွေကိုပေါ့ဒါပေမဲ့ခီးသွားတယောက်ယောက်ကတကယ်ကြကြံခဲ့တာဆိုရင်ရောတယောက်ယောက်ကြားခဲ့တာသိကြတယ်ပင်မလိုက်တာနားအောင်မှပဲအတော်ကြီးကျွန်တော်ရေတဘူးလောက်ပေးပါရပါပြီဘာစားအောင်မလဲဒီကခောက်ဆွဲရနာမည်ကြီးနော်သိရတာရှိတာစိုင်းနေပါဒီမှာဝင်လာရင်ဘာမှသွားမစားနဲ့နော်တော်ပါပြီခင်ဗျာရေပဲတောက်ပါတော့မယ်ဒုက္ခပါပဲငါပတ်စံအိတ်ဘယ်ရောက်သွားပါလဲတေချောင်းလေးရှာကြည့်ပါဦးပတ်စံအိတ်လားဦးလေးပတ်စံအိတ်ပျောက်သွားလို့လားဟုတ်တယ်ကွကျွန်တော်ဒီကိုလာတဲ့လမ်းမှာကောက်ရခဲ့တယ်အထဲမှာဦးလေးမပုတ်နေကတ်ကိုတွေ့လို့ဦးလေးဥစ္စာမှန်ကျွန်တော်သိရလေဟုတ်တယ်အထဲကဟာလဲတခုမှမပြောက်ဘူးကျေးဇူးအများကြီးတင်ပါတယ်ကောင်လေးရယ်ရပါတယ်ခင်ဗျာကျေးဇူးဆက်တဲ့အနေနဲ့ဒါလေးကိုတော့လက်ခံပေးပါယူပါကွယ်မယူပါရစေနဲ့ဗျာကျွန်တော်မှကူညီပေးရမယ့်တာဝန်ရှိပါတယ်ကျေးဇူးတင်ပါတယ်ဟောဒီမှာကျွန်တော်ရဲ့ခောက်ဆွဲဖို့နော်မင်းကရေပဲတောက်တယ်လို့ခုနကဧည့်သည်ကပြောသွားတယ်မင်းအတွက်ခောက်ဆွဲတစ်ပွဲလုပ်ပေးဖို့လဲမှားသွားတယ်ငွေလဲရှင်းပေးသွားတယ်ကောင်းကောင်းသုံးဆောင်လိုက်နော်ဟုတ်ကဲ့ကျေးဇူးပါတော့စားကြည့်ပါဦးငါကလိမ်မပြောတတ်ပါဘူးငါခောက်ဆွဲရတကယ်စားလို့ကောင်းတာပါဝါခောက်ဆွဲရအရန်ရတာရှိတာပဲတပွဲကိုဘယ်လောက်လဲတော့1000ပါတပွဲ1000ပဲလားအသားတွေဟင်းနစ်တွေဒီလောက်များတဲ့ဟာကိုပြီးတော့လက်ဆက်တဲ့အသီးရွက်တွေလည်းပါသေးတယ်နောက်ဆုံးမှကျင်တာလမ်းကြုံလိုက်ချင်တယ်ဆိုရင်ဘသူ့မှခေါ်မတင်မိစေနဲ့နော်သူတို့မှဘာအချက်ရှိလို့ရှိမှန်းမသိဘူးလေကောင်းလေးရဲ့ဦးကိုလမ်းကြုံခေါ်တင်လို့ရမလားဦးရဲ့ဇနီးကိုဆေးရုံတင်ထားရတယ်ဒါပေမဲ့ဦးရဲ့ကားပြတ်နေလို့ပါဦးလေးကန်ကောင်းတာပဲကျွန်တော်မှဆိုင်ကယ်အုပ်ထုပ်အပူပါတယ်ယေရှုအများကြီးတင်ပါတယ်ကွယ်ရပါတယ်ဦးလေးရဲ့ထူးဆန်းလိုက်တာဒါဘာလို့မရောက်သေးတာပါလဲဖွားဖွားကျွန်တော်ရောက်ပါပြီဖွားဖွားနေကောင်းရဲ့လားမောလာပြီလားတောက်လိုက်ပါဦးဟုတ်ကဲ့ဖွားဖွားဟယ်လိုဦးလေးကျွန်တော်အဖွားရင်ရောက်ပြီဘလို့လဲငါမှာလိုက်တဲ့အတိုင်းနားထောင်ရဲ့လားဟုတ်ကဲ့ဦးလေးမှာတဲ့အတိုင်းအကုန်နားထောင်ခဲ့ပါတယ်ဒီလိုမှပေါ့ငါအတွေ့အကြုံတွေအများကြီးရှိတယ်လေဒါဆိုဒါပဲနော်အဖွားကိုနှုတ်ဆက်တယ်လို့ပြောလိုက်ပါဟုတ်ကဲ့မင်းဦးလေးကဘာနဲ့လဲဒီကိုလာတဲ့ခီးမှာလိုက်နာမယ့်အချက်တွေ तू ကကျွန်တော်ပြောလိုက်တယ်လမ်းမှာကြားနေတဲ့ပစ္စည်းတွေသွားမကောက်ဘူးလမ်းဘေးကဆိုင်တွေမှာမစားဘူးအထူးသဖြင့်သစိမ်းတွေကိုလမ်းကြုံခေါ်မတင်ဖို့ပေါ့သူပြောတာတွေကိုတာနားထောင်ခဲ့လားတာဒါဆိုသူ့စကားကိုလုံးဝနားမထောင်ခဲ့ပဲနားထောင်တယ်လို့ဘာလို့ပြောလိုက်ရတာလဲသူ့အတွေ့အကြုံတွေကိုပြန်ဝေမျှပေးလို့သူ့အသားကျေးဇူးတင်ပါတယ်သူ့စကားကိုလိုက်နာတင်တာမှန်ပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာအတွေ့အကြုံတိုင်းကလိုက်နာရမယ်အမှန်တရားမှမဟုတ်တာအခြေအနေတစ်ခုနဲ့တစ်ခုလည်းမတူဘူးလေအခြေအနေပေါ်မူတည်ပြီးသားတို့ကလာရောညီထွေပြုမှုရမှာပေါ့ဖွားရဲ့အောင်မလေးငါညီရတော်တော်ရင်းချက်လာပြီပဲလူကြီးသူမတွေရဲ့အတွေ့အကြုံရအဆုံးမတဲ့စကားကိုအလေးထားသင့်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာအတွေ့အကြုံတိုင်းဟာအသေးအံကျင့်သုံးရမယ့်အမှန်တရားတွေမဟုတ်ပါဘူးအခြေအနေတစ်ခုနဲ့တစ်ခုမတူညီနိုင်ပါဘူး
အခြေအနေပေါ်မူတည်ပြီးတင့်လျော်သလိုပြုမှုကျင့်ကြံသင့်ပါတယ်။